The Voice of Pride ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့တောင်ကိုရီးယားနိုင်ငံကနေ LGBT အတိုင်းဝိုင်းအတွက်တမိုင်းဝင်ပြီးအားသက်စရာကောင်းတဲ့သတင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဟာလာမယ့်တကောင်ဆိုင်ရေးမှာလိင်တူဆုံတွဲတွေကိုတရားဝင်အတိအမှတ်ပြုဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ဒါဟာ LGBT အတိုင်းဝိုင်းအနေနဲ့ပုံမပါဝင်ခွင့်ရရှိရတဲ့တမိုင်းဝင်ခြေလမ်းတစ်ရပ်ဖြစ်မှတ်တမ်းတင်ခြင်းခံရသည်လို့ပြောလို့ရပါတယ်။ ဒေတာနဲ့ဆိုင်ရင်းဆိုင်ရာဝန်ကြီးဌာနကချမှတ်လိုက်တဲ့မူဝါဒအသစ်များအရအတူနေထိုင်တဲ့လိင်တူဆုံတွဲတဲ့ဟာ9နှစ်တစ်ကြိမ်ကောက်ယူတဲ့လူဦးရေးနဲ့နေအိမ်စီးရင်မှာတဦးကိုတဦးအိမ်တောင်ပတ်ဒါမှမဟုတ်အတူနေဖော်ဖြစ်ယခုအခါဖော်ပြနိုင်ပြီဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာအရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယခင်ကလိင်တူဆုံတွဲတွေကသူတို့ကိုသူတို့အိမ်တောင်ဘက်အဖြစ်ရွေးချယ်ဖော်ပြခဲ့တောင်မှာအမှားယွင်းများအဖြစ်တတ်မှတ်ပြီးတရားဝင်ဒေတာမှချန်လက်ခဲ့ရလို့ဖြစ်ပါတယ်။အခုလိုအတိအမှတ်ပြုမှုအတွက်ကြောင့်လိင်တူချစ်သွန်းအိမ်ထောင်စုများကိုပထမဦးဆုံးအကြံဖြစ်တိကျကျရေတွက်ခွင့်ပြုမှာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာလိင်တူအိမ်ထောင်ပြုခွင့်ကိုတရားဝင်ခွင့်မပြုသေးဘူးဆိုပေမဲ့မကြသေးမီနှစ်အတွင်းမှာတဖြည်းဖြည်းအခြေအနေတိုးတက်မှုများကြုံတွေ့ခဲ့ရကိုတွေ့ရပါတယ်။ဥပမာအနေနဲ့2024ခုနှစ်မှာတမတတရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်တရက်ကလိင်တူဆုံတွဲများအားသူတို့ရဲ့အိမ်ထောင်ပတ်တွေရဲ့ကျန်းမာရေးအာမခံအကျိုးခံစားမှုတွေကိုရယူခွင့်ပြုခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကိုတန်းတူညီနှံ့မှုများအတွက်အဓိကတိုးတက်မှုတစ်ရပ်ဖြစ်မြင်ခဲ့ကြပါတယ်။ Justice Party လိုနိုင်ငံရေးအဖွဲ့အစည်းတွေကလည်းတကောင်ဆိုင်ရင်ဒီဆုံးဖြတ်ချက်ကိုအနာဂတ်ဥပဒေရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုတွေအတွက်အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ဖြစ်ရှုမြင်ထားပါတယ်။တွေ့ရတော့လဲစိန်ခေါ်မှုတွေရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့မမေ့သင့်ပါဘူး။ IBS ဆိုတဲ့စစ်တမ်းတစ်ခုရဲ့အဆိုအရရွှေရုထဲတွေကန့်ကွက်မှုတွေကြောင့်ကိုရီးယားနိုင်ငံသား31%ဟာ LGBT အခွင့်အရေးကိုစန့်ကျင်နေတဲ့ဖြစ်ပါတယ်ဆိုတာတွေ့ရပါတယ်။ဒါပေမဲ့ဒီတခေါင်ဆိုင်ရဲ့အတိအသက်ပြမှုဟာတောင်ကိုရီးယားရဲ့ LGBT အခွင့်အရေးလှုပ်ရှားမှုအတွက်အချက်လက်ဆိုင်ရာအားတာချက်အသစ်နဲ့မြင်သာမှုအသစ်ကိုယူဆောင်လာမှတည်ကြပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ပတ်မှာ The Voice of Pride ခနဲ့ထပ်မံတွေ့ဆုံနိုင်ဖို့မျှော်လင့်ပါတယ်။